down fan base ပါဒါကတော့မတိသေးတဲ့သူတွေအတွက်တော့ရည်ရွယ်ပြီးတော့ရိုက်ထားပေးတဲ့ဟိုပါပေါ့နော်ဗီဒီယိုပေါ့ so ပြောချင်တာကတော့ဒီ cluster screen နဲ့ပေါ့နော်ဒီ screen နဲ့ဒီကောင်နဲ့ function နဲ့ပေါ့အခုတဲ့ပုံလေးပေါ့ဆိုတော့ဒီ screen ကြီးကတော့ main screen က function တွေအကုန်လုံးထိန်းချုပ်တာပေါ့နော် aircon ဖွင့်တာဒီလိုမျိုး radio ဖွင့်တာနောက်ဖုန်းဖွင့်တာ something ပေါ့နော်အဲ့ဒါမျိုးတွေထိန်းချုပ်ထားတဲ့ပုံစံပေါ့ဒီကဒါကြီးတစ်ခုလုံးကတော့main ပေါ့ထားပါတော့ဒီကောင်ကိုမလုံးချင်မဲနဲ့ခြား anti shortcut တွေရှိသလားဆိုတော့မရှိဘူးမို့တော့ရှိတယ်ပေါ့နော်ဒီကျွန်တော်တို့ဒီ screen လေးကိုကြည့်အောင်ဒီ screen လေးမှာကျွန်တော်တို့ကဒါအကုန်လုံးချုပ်ထားတာပေါ့နော်ချုပ်ကိုပြထားတာပေါ့ဒီမှာဆိုလို့ရှိရင်ဒီဘက်ချမ်းမှာဘာတွေလုပ်လို့ရတယ်ဆိုတဲ့အားမျိုးတွေဆိုဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကီးလေးနဲ့ရွှေ့လို့ရတယ်ပေါ့နော်ဒါသိတဲ့လူတွေသိပြီးသားပါမသိတဲ့လူတွေကျွန်တော်ရည်ရွယ်တာပေါ့နော်ဒါမျိုးလေးတွေဆိုတော့IC ကို setting အောင်သွားပြီးသွားဒိုင်ဒီကနေဒိုင်သွားကြမလို့ပဲဒီဘက်မှာနေသွားလုပ်လို့ရတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းဒီ distant driver assistant ပေါ့နော် driver assistant ဟိုမှာသူကအမှဘလောက်ဟိုဖြစ်တယ်ဆိုတဲ့ဟာကို adjust လုပ်ပြီးထိန်းလို့ရတယ်ဒါဆိုဒါ cruise control လည်းသူကနေပြီးတော့ဒီကနေပြီးတော့တန်းပြီးတော့shortcut ပေါ့နော်သွားလို့ရတယ်ဆိုတော့ဒီဘက်ကတော့ဘယ်ဘက်ချမ်းတော့တိတ်ကျွန်တော်တိတ်မသုံးပြပြကျွန်တော်နေရပါတော့ဒီညာဘက်ချမ်းလေးမှာဘာတွေရှိလဲဆိုတော့ကြည့်လိုက်ရအောင်တော့ဒီကတော့နံပါတ်အပေါ်ဆုံးအကောင်လေးကတော့ဒါ energy consumption ပေါ့နော်ပုံမှန်တော့ထားကြတာပေါ့ user အများစုကတော့ user အများစုထားကြဒါလေးတွေကိုစီကို100 km ဘယ်လောက်လီတာကုန်လဲဆိုတော့ average ကိုဒီကောင်ပြပေးတာ3နဲ့ပြဒါလေးလည်းမစိုးဘူးပေါ့နော်ဆိုတော့အဲ့အားတစ်ချက်ရယ်ပြီးတော့ကနောက်တစ်ခုကကြတော့ဒုတိယပေါ့နော်ဒီဒုတိယ function တွေတွားချင်ရင်ဒီကျွန်တော်တို့ညာဘက်ချမ်းမှာရှိတဲ့ဒီအပေါ် control နဲ့ပဲတွားလို့ရတယ်ပေါ့နော်ဒီညာဘက်ချမ်းမှာဒုတိယ function ကြည့်လိုက်မယ်ဘာလဲဆိုတော့ radio ဒါ radio တွားတဲ့ function ပေးထားတယ်ထပ်ပြီးဆင်းမယ်ဆိုဒါကတော့ bluetooth ဖုန်းတွေပါလာမယ်ဖုန်းတွေချက်ချင်း pick up လုပ်ရကန်လို့ရတယ်ဒီကောင်ကကြတော့အရေးကြီးတယ်ပြ temperature ဆိုတော့ aircon ပေါ့နော် aircon ကဘာလဲဆိုတော့ပုံမှန်ဆိုရင်ကျွန်တော်တို့ကဒီမှာလူတော်များတော့ဒီက setting ကိုတွားပြီးတော့တုံးကြမယ်เนาะအဲကောင်ဖွင့်နေတာကြီးကိုကန်ကျွန်တော် grinder မှာကားရပြီးတပတ်လောက်တိတိရကျွန်တော်ဓာတ်သွားလုံးနေတာပေါ့เนาะမသိဘူးဆိုတာကျွန်တော်ဒီ function ကျွန်တော်စဉ်းစားတယ်ဒီကောင်ကြီးဒီ tablet ဒီ screen ပေါ့ infotainment screen ဒါမရတော့ဘူးလက်မဲ့ဘတ်မဲ့ဆိုရင်ငါ aircon တွေဘယ်လိုဖွင့်ကြမလဲဆိုတော့ခေါင်းတွေစားတာပေါ့เนาะဒုက္ခပဲပေါ့အဲဆိုရင်တော့လွယ်ဘူးပေါ့ဆိုတော့ကျွန်တော်အခုကဒါလေးတော့တွေ့ရပေါ့เนาะဒီမှာဒါဆိုရင်ဒီ function ရောက်တာနဲ့ဘာလို့ရလဲဆိုတော့ဒီမှာကိုကပိတ်မယ်ဆိုရင်ဒီအလဲကဒီ button လေးကိုနှိပ်လိုက်မယ်ဖွင့်တာပိတ်တာဒီကောင်လေးနဲ့ပဲသွားတယ်ဒီကောင်လေးဖွင့်ပိတ်လုပ်လို့ရတယ်ကားဝတ်တိုက်ပြီး cost နိုးပြီးနည်းနည်းလေးတန်ပြီးလောက်ကြာရင်ဒါလေးနှိပ်တိုင်း aircon တန်ပွင့်မယ်ပြီးတော့ဒီမှာ temperature ပေါ့နော် temperature ကိုသူကဒီလိုမျိုးတိုးတယ်ချဲ့တယ်ဒီမှာတိုးတယ်ချဲ့တယ်ဒါလေးပါတိုးသွားလဲရတယ်ပေါ့ဒီကောင်နဲ့လည်းသွားလို့ရတယ် temperature ကိုဒီဘက်ချမ်းကိုဖြည့်ပေးခြင်းနဲ့ဒီလိုပဲသွားပြီး short လို့ရတယ်ဆိုတော့အဲ့လိုပုံစံသွားတယ်ပေါ့နော်ဒီမှာဒီလိုသွားတယ်တော့ mic တော့ mic ဆိုတော့အဲ့ဒီမှာထပ်ပြီးတော့သူကအောက်မှာ function လေးတစ်ခုပေးထားတယ်ဒါဆိုလို့ရှိရင်ဒီ aircon ဒီ volume ပေါ့နော် aircon volume aircon fan ကို1လာထားမှာလား2ထားမှာလားဒီမှာဆိုကျွန်တော်1ထားရတယ်ဆိုတော့ကျွန်တော်ဒီလိုမျိုးကျွန်တော်တားမယ်ဆိုမှ2တင်လိုက်မယ် something ဒီမှာ like တွင်နေတွေ့လားဒီမှာ3ဆိုတော့3အဲ့လိုမျိုးသွားတယ်ပေါ့နော်ဒီ function ကဒီဘက်ကနေပြီးတော့ပဲနှိပ်ပြီးတော့သွားတာခင်ဗျဆိုတော့ဒါလေးကကျွန်တော်တွေ့ရှိတာပေါ့နော်တီဗီတဲ့လူတွေကအများကြီးသိကြတယ်ကျွန်တော်အခုမှတွေ့တော့ကျွန်တော်လည်းမသိတဲ့လူတွေအတွက်ကိုရည်ရွယ်ပြီးတော့ share တာပေါ့နော်ဆိုတော့မိုက်တယ်ဗျ infotainment screen ကိုပဲအမြဲတမ်းအားကိုးကြမလို့ပေါ့ဗျမျှသုံးပေါ့ဒီဟာကြီးမဲလဲတုံးတော့လဲကျွန်တော်ပြောချင်းကြရင်ဒါကြီးက maybe ဖတ်သွားမလားလက်သွားမလားတခုပေါ့ရေးပေါ့ emergency တွေ software တွေပါတယ် hang သွားလက်သွားလို့ရှိရင်ဒီကောင်လေးတခုတော့ဒါလေးတွေတုံးလို့ရတယ်ဆိုတာပြောချင်တာဒါတော့သိပြီးသားပါ volume control ပေါ့နော်အဲ့လိုမျိုးတော့ဒီကောင်လေးကကျတော့ဒါကတော့ကျွန်တော်ခုနပြောလို့ဒီဟာတခုကတော့သိပြီးသား user တွေက shortcut ပေးထားလို့ရတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကြည့်ရမှာပေါ့ extra expression မှာကျွန်တော်က shortcut ပါပေးထားလဲဆိုတော့ကျွန်တော်ကြည့်နေကျွန်တော်ကABM ပေးထားခင်ဗျကျွန်တော်ပြောတယ်ဒီကောင်လေးကကြတော့sorry ဒီကောင်ကကြတော့ကျွန်တော်ဒီမှာ CRM wiki ကိုဒီမှာတွားမယ်ဆိုကျွန်တော်က ABM ပေးထားတယ် ABM ဒီကောင်လေးကအကယ်၍ကျွန်တော်ကကားနည်းနည်းလေးကျွန်တော်အတွက်ကကြီးနေတော့ဒီကောင်ကိုကျွန်တော်တို့ကနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာကားရဲ့ဒီ ABM ပေါ့နော်ဒီ view ကိုပြတာကျွန်တော်လမ်းချင်းနေပါဝင်လို့ရှိရင်ကျွန်တော်အရေးပေါ့နှိပ်လိုက်တော့ဒီမှာကြီးကတော့အဖုံးလေးပါနောက်ဖုံး take gate တွေပါပေးထားတယ်ပေါ့နော်ကျွန်တော်ကတော့ဒီကောင်ကိုပဲပေးထားတယ်ဆိုတော့ကိုကလှုပ်ချင်တာလှုပ်လို့ရ CRM wiki ကတော့ဒါတော့သိပါတယ်လို့မှာ link assist လည်းရမယ်ဒါသူကဒီဗီဒီယိုတော့မရဘူးဗျာနောက်ဖုန်းပါမယ် IABCD ညာဘက် auto high beam လင်းတာဟာမျိုးတွေပါမယ်ဒီကောင်ကြောင့် link assist တွေပါမယ် AVN ကျွန်တော် AVN ထားတယ်ပေါ့နော်ဒါတယောက် user တော့မတူကြဘူးဒါကတော့ကျွန်တော်ရှင်းပြအောင်နော်maze ကတော့ကျွန်တော်တော့တဖြည်းဖြည်းတော့
ဟိုကြိုက်လာတယ်ပေါ့နော်သူကလည်းသူပေါ့ဟိုသူဈေးသာပေါ်မယ်ဆိုရင်တော့ဒီကားစီးတဲ့နေရာမှာပါတယ်ပေါ့နော်ဈေးကတော့ဥမာအခုတော့1850တော့ပဲရှိတော့တယ်ထင်တယ်ဆိုတော့ဈေးကတော့ဖြည်းဖြည်းတော့ပါလာကြလာပြီနော်ဒီကောင်ဒီမှာကျတော့တတိထားမှလေးတစ်ခုတော့ရှိတယ်ပြကျွန်တော်တို့ကဒီမှာဗာလဲဆိုတော့တစ်ခါတော့ကျွန်တော်ဖြစ်ဖူးတယ်ကျွန်တော်ကကားပုံမှန်ဂီယာတော့ကျွန်တော်မကြိုက်ဆုံးနေရပါဗျာဂီယာလေးကတော့ဒါအလုံးလေးပဲဒီအချောင်းလေးပဲပေးထားတာဆိုတော့ဒီ crystal တုံးလေးနဲ့ပဲရွှေ့နေရတာဆိုတော့ तू ကဘာလဲဆိုတော့ကျွန်တော်တစ်ခါကြရင်ဘက်ဂီယာထိုးတယ်ပေါ့နော်ဘက်ဂီယာထိုးပြီးတော့ကျွန်တော်ကတစ်ခါကြရင်ထိုးပြီးရတယ်ကျွန်တော်ရှေ့ကိုပြန်ထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်break ကိုပေါ့အဓိက break ကိုမနေမဲ့ဒီကိုတန်းထည့်ရင်တစ်ခါကျရင်ဒီကမဝင်ဘူးဗျမရဘူးဆိုတော့ဒါတော့ဖြစ်လာတော့မသိကျွန်တော်ကသူက break ကိုနင်းမိမှပဲဒီထည့်ခိုင်းတယ်မဟုတ်ရင် तू ကပေးမထည့်ဘူးပေါ့နော်ကျွန်တော် break ကိုလွတ်မိတယ်ခါကျရင်ရ break ကိုနှုတ်မှဒီပဲသွားထည့်နေတော့ကျွန်တော်ကဘာဖြစ်လဲဆိုတော့ तू ကလုံးဝလက်မခံဘူး break ကိုနင်းမိမှဒီပြန်ထည့်ဖို့အတွက် तू ပြောတယ်အဲ့လိုမျိုး safety လေးတွေတော့ကောင်းတယ်ဗျနောက်တစ်ခုကကျတော့သတိထားမိရမှာဗာလဲဆိုတော့ဒီကောင်ဒီမထိုးဘဲနဲ့လည်း hand brake ဖြုတ်လို့မရဘူးဒါလည်းသူ့ရဲ့ဟိုကောင်းတဲ့အချက်တော့ပြောလို့ရအောင်ဒီမထိုးဘဲနဲ့သူက hand brake ကိုဖြုတ်လို့မရအောင်ဆိုတော့အဲ့အချက်လည်းကောင်းတယ်ဟိုအဆင်ပြေတယ်ပေါ့နော်ကျွန်တော်ကသဘောကျတယ်ဒါမျိုးလေးတွေပေါ့ဆိုတော့ user တော်တော်များများတော့ဟို feedback လေးတွေအများကြီးတော့ပေးထားတယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေ့ဒါလေးတွေးရှိတဲ့ဟာလေးတော့ရှင်းပြတာပါဒီမှာကတော့ကျွန်တော် driving mode ကတော့ကျွန်တော်တို့နိုင်ငံတော့နိုင်ငံမှာ IC ပေါ့နော်ဆိုတော့ IC ကားပဲဝင်တော့ HCV မဝင်ဘူး IC ကားတော့ကျွန်တော်ဟိုတနေ့ကတော့မေးကြည့်တာတော့ driving mode ကတော့ normal နဲ့ sport ပဲနှမျိုးပဲပါမယ် eco mode မပါအောင်เนาะအဲ့ဒီကတော့ရှိတယ်ဒါပေမဲ့လည်းပြဿနာမရှိပါဘူးစီစားလဲ 1.5 တာပေါ့လျှောက်တော့မစိုးဗျနည်းနည်းလေးကျွန်တော်ကြိုက်တယ်ပေါ့ဗျာဆွဲယုံကောင်းတယ်တက်တာတယ်ပေါ့စီကတော့မစိုးဘူးပေါ့တော့နဲ့သူပေါ့ 2.0 2.5 လောက်တော့မစားသေးကြတယ်အဲကွန်လဲ round အဲကွန်ဖြစ်တယ်အဆင်ပြေတယ်ပေါ့เนาะဆိုတော့ဒီလောက်ပါပဲကျွန်တော်တိရလေးထပ်ပြီးတော့ sharing လုပ်ပေးပါမယ်အားလုံးကျေးဇူးပါ